ကြံပြီးတော့ကျွန်တော်တို့မိသားစုတွေကြိုက်ထီရိုးသွားခဲ့တဲ့ကြိုက်ထီရိုးဖျားဘူးအမှတ်တရလေးကိုဗီဒီယိုလေးရိုက်ထားတယ်ပေါ့နော်ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေတွေလည်းမိသားစုနဲ့အတူတူဖျားဖူးနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်မိသားစုတွေကြိုက်ထီရိုးတညအိတ်ဖျားဖူးခဲ့တဲ့ဖျားဖူးအမှတ်တရလေးပဲဖြစ်ပါတယ်ကြိုက်ထီရိုးရေပြတော်ရောက်ရင်သမင်းစားမှုဆိုပြီးတော့အိမ်ကနေသမင်းကြိုက်ငါးချင်းက6စင်ကြိုက်တွေနဲ့ထည့်သွားတာလေအမှတ်တရပါပဲရသေးတောင်စခန်းရောက်တော့ကေဘယ်ကျိုးတွေစီးတဲ့နေရာမြင်နေရကေဘယ်ကျိုးတန်းနေတော့တွေ့နေရပြီပေါ့နော်ဒီမှာကေဘယ်စီးတဲ့နေရာမှာဒီကေဘယ်စီးချင်တဲ့လူကဆင်းပေါ့ကေဘယ်မစီးချင်တဲ့လူကတော့ကားနဲ့ပဲဆက်သွားပေါ့ကျွန်တော်တို့မိသားစုကတော့ကေဘယ်မစီးတော့ဘူးကားနဲ့ပဲဂိတ်ဆုံးတီးလာလိုက်တယ်ကျင်းပြတော်ရောက်ချင်းဖះအပြေးသွားကြတော့တယ်ပြီးတာနဲ့မိသားစုတွေအိမ်အားထဲလာတဲ့ထမင်းကြိုက်ဖွင့်စားကြတယ်မောသွားပြီလေတော်တော်လေးရေမြင့်တော့မှသမင်းစားရတဲ့တအားကိုရတာစီတယ်ကောင်းတယ်ဗျမောတယ်ဆိုတော့သမင်းတွေပါပြီးစားပြီးတော့ជីကန်ပါဇက်ဘတ်ဘုံမင်းခေါင်ဘိုးအောင်တန်နံဘတ်ကိုပေါ့နော်မင်းဆိုင်တန်ဘတ်ကိုအလဲသွားမယ်ဆိုတော့ထွက်လာကြတယ်ဘဘသွားတယ်ဒါကတော့စွန်းတော့ကတ်မယ်ဆိုရင်လည်းဒီမှာလာဝယ်လို့ရတယ်ပေါ့နော်ကြိုက်တီယိုဖျားကိုမနဲ့စွန်းအာယုစွန်းတွေကတ်မယ်ဆိုရင်လည်းဒီမှာတို့ဈေးရောင်းတယ်ဒီမှာလာဝယ်လို့ရတယ်ကောင်းကင်ပေါင်းတွေစီသမင်းတွေ